ရှင်ထွေးရောရင် ခုဒီမထသေးဘူးလေငါတူကိုနှုတ်ဆက်ဖို့နှိုးတာနှိုးလို့ကိုမရဘူး ရပါတယ်တော်လေးရဲ့သူနိုးလာလားကျွန်တော်နှုတ်ဆက်သွားတယ်လို့ပြောပြပါနော် ပြောလိုက်ပါမယ်ငါတူရေမင်းကငါကိစ္စရှိလို့ငါ့ရင်ကြည့်လိုက်တယ် ဟောဒီကနောင်ကြီးအိုက်ဆန်ကိုအထင်မှားပြီးတိုက်ခိုက်မိတဲ့အတွက်ကျုပ်နုညွန့်တောင်းပန်ပါတယ်ဗျာ ကျုပ်ကလည်းပြန်ပြီးတော့တောင်းပန်ပါတယ်ဗျာဟိုနောင်ကြီးရဲ့ဓာတ်ကိုလွတ်ကြမိအောင်လုပ်မိတဲ့အတွက် အဲ့လိုလည်းမဟုတ်ပါဘူးဗျာဒါသမားချင်းဓာချင်းရှင်တာပဲဒီတော့ရှိမှာပေါ့နောင်ကြီးအိုက်ဆန်ကကျုပ်ကိုမညာတာဘူးဆိုရင်ကျုပ်တက်တော့ပါသွားနိုင်တယ်ဗျာ နောင်ကြီးကလည်းတကယ်ကိုရကြကောင်းပါပဲဗျာလေးသားပါတယ်ဟောဒါနဲ့ရှင်တွေခုနကတော့ဘာဖြစ်လို့ကျုပ်ကိုတော်လိုင်းသမားလို့လှမ်းអော်တာတော့ အဲ့ဒီလူကိုအကိုလက်ချက်နဲ့ရှုံးသွားတာမြင်ကျင်လို့ မင်းကလေးနဲ့ကျုပ်နဲ့ဘာရန်ညွှန်းရန်သားမှမရှိပဲနဲ့ကျုပ်ကိုဘာလို့ရှုံးသေးကျင်တာတော့ ရှင့်ကိုကြည့်မရလို့ပေါ့ ဟုတ်ရှင်ထွေးကလည်းကိုမင်းကောင်ကိုအားနာစရာကြီး သမီးကတော့အဲ့လိုပဲဘလို့မှကိုပြောလို့ကိုမရဘူး ပုံမလေးလေးရှိတော့ကောင်းတာပေါ့ဗျာဒါတော့များလေကျုပ်တို့ရဲ့ကမ်းလှမ်းချက်ကိုတော်များလေးဘယ်လိုသဘောရလဲ ငါသဘောကတော့ဘယ်ဘက်ကိုမှမပါပဲအေးစစ်စစ်ပဲနေကျင်တော့တာပဲ ဂန်းကျုပ်ကြီးအောင်မလားကိုတိုင်ကတော်များလေးကိုခေါ်လာစေခြင်းနဲ့ဆိုရင်ရောဗျာ ပြီးခဲ့တာကြီးလည်းပြီးပါပြီခုချိန်မှာအားလုံးနဲ့ကင်းကင်းရှင်းရှင်းနေတာပဲအကောင်းဆုံးပါပဲ တေချာစဉ်းစားပါအောင်ဗျာချိန်ဒီအများကြီးကြံပါသေးဟုတ်ဒါနဲ့ဟောဒီကနောင်ကြီးအိုက်ဆန်အောင်ကျုပ်တို့ကိုင်ဝင်มาလားဗျာနောင်ကြီးအိုက်ဆန်ရဲ့တိုင်းပညာတဲ့ဆိုကျုပ်တို့ကိုင်မှာယာရုကောင်းကောင်းရမှာလို့သိကြတယ် ကျုပ်အဲ့ဒါတွေမမောပါဘူးဗျာကျုပ်ရဲ့ကိုကြီးကိုတာကိစ္စကြောင့်သာမိပြန်ဒေတာကိုဆင်းအဲ့လိုအရှုပ်ထဲမှာကျုပ်မလုပ်ချင်ဘူးအေးဆေးပဲနေချင်တယ် နောင်ကြီးအိုက်ဆန်ရဲ့တိုင်းပညာအခုလောက်အဆင့်မြင့်နေတော့ကျုပ်ကတော့အေးဆေးနေရမယ်လို့မထင်ဘူးဗျာတေချာစဉ်းစားကြပါဦးကျုပ်တို့နောက်ထပ်ဆုံးကြတာပေါ့ မင်းကောင်ကဓာရည်ပြိုင်ပွဲရှုံးနေမရှိ